နဲ့ကျွန်တော်စားတွေ့ခဲ့တာရိုးရိုးလေးပါပဲအဲ့ဒီနေ့ကကားမက်တိုင်တစ်ခုမှာပေါ့ကျွန်တော်ကားဆောင်နေတော့ကျွန်တော်ရှေ့ကအရေးလေးတစ်ခုဖြစ်သွားတယ်အဲ့ဒီအချိန်သူ့စီကအထုပ်လေးတစ်ထုပ်ချချင်ခဲ့လို့ကျွန်တော်လမ်းကောက်ပြီးဒီမှာအထုပ်လေးတစ်ခုပြုတ်ကျသွားလို့ဗျသူ့ကိုအထုပ်လေးလှမ်းပေးမှာ ဟုတ်ကျေးဇူးပါအဲ့ဒါခင်ရဲ့မိုးထုတ်လေးလေဘာတမိုးမှမရှိပေမဲ့လည်းဗိုက်စာတတ်တဲ့သူအတွက်တော့ဒါလေးကလိုအပ်တာမို့လို့လေ ဟုတ်တယ်ဗျကျွန်တော်ဘော်ရာတယောက်လည်းမိုးထုတ်အမြဲဆောင်ထားရတာသူကအစာအယောဂရှိရလေ ဟုတ်တယ်ခင်လည်းအစာအိမ်ရှိတယ် အော်နာမည်လေးကခင်နဲ့လားမြန်မာဆန်လိုက်တာဗျာ ဟုတ်ခင်တစ်လုံးနဲ့ပဲသူ့ကိုရောဘယ်လိုခေါ်ရမလဲ ကျွန်တော်မောင်မောင်ပါကိုမောင်လို့တော့အများကခေါ်ကြတယ်ဗျဒါကတော့ခင်နဲ့မောင်စတွေ့တိကျွမ်းတဲ့အစလေးပဲဖြစ်တာပေါ့ဒီလိုနဲ့ခင်နဲ့ကျွန်တော်ကားဂိတ်မှာနေတိုင်းလို့စုံကြရင်စကားပြောကြရင်နဲ့တပြေးပြေးခင်မင်ရင်းနှီးလာတာပေါ့သူနဲ့ကျွန်တော်ရီးစားစပြေးပြေးချိန်တွေ့တော့နာမည်ကြီးစားတော့ဆိုင်တစ်ခုမှာပေါ့ဒီဆိုင်ကအစားတောက်လမ်းညွန် group ထဲမှာနာမည်ကြီးပဲလေခင်ကလည်းအစားတောက်ကြိုက်တဲ့သူဆိုတော့ခင်အတွက်ယူရပြီးတော့ဒီမှာချိန်လိုက်တာ စောင်းရတာကြားတယ်နော်ဆိုင်မှာလူကြနေလို့လားမသိဘူး ဟုတ်တယ်ခင်ဆိုင်ကလိုင်းပေါ်မှာတော်တော်ပေါက်သွားတော့လာစားကြသူတွေများလာလို့စောက်တော့စောက်ရတယ် ငါမဆောင်နိုင်တော့ဘူး ခင်စီကအတန်နဲ့ကြီးတဲ့အတူပြောင်းလဲသွားတဲ့ခင်အမူအရာကိုတွေးပြီးကျွန်တော်ရုတ်တရက်အံ့ဩမိသွားပါတယ်ဟင်ခင်ဘယ်လိုဖြစ်သွားတာလဲ ရှင်ခင်ဘာဖြစ်သွားလို့လဲဘာမှမဖြစ်ပါဘူးကိုမောင်ရဲ့ကိုမောင်တော့ဗိုက်စာပြီးတော့မြင်ချင်းရမြင်နေပြီထင်တယ်ကိုမောင်ဗိုက်စာနေပြီဆိုခင်တို့မြ мян ဆက်ဆန်ရတဲ့တခြားဆိုင်ကိုပဲသွားကြမယ်လေ အေးဟုတ်မယ်ထင်တယ်ခဏလေးတော့စောက်လိုက်မယ်လေအစားအသောက်တွေကလည်းမှာပြီးပြီဆိုတော့ ဒါဆိုလည်းပြီးရောကိုမောင်ဒီမှာခဏဆောက်အောင်နော်ခင်တက်စင်ကန်းလေးသွားလိုက်အောင်မယ် သူမထွက်သွားပြီးခဏအကြာမှပဲစားတောက်ဆိုင်ရဲ့မိဖို့ဆောင်ကနေရုပ်ရုပ်တဲတဲအတန်တွေထွက်လာပြီးစပူမှုတွေအကုန်ပြေးထွက်လာတာကိုတွေ့ရပါတော့တယ် ပြေးကြဟေးပြေးကြစပိုးဆောင်နဲ့ဘာကောင်ကြီးလဲမသိဘူးဝင်လာပြီးအစားတောက်တွေလာစားနေတယ်တရားရတော့တက်ဆိုင်ရကိုဖုန်းဆက်ပေးကြပါ အဲ့ဒီအချိန်အားလုံးကရိုးသုံးကားနဲ့ပြေးထွက်ကြတော့ကျွန်တော်ခင်ကိုစိတ်ပူမိသွားတယ်ခင်ကိုပြေးရှာဖို့လုပ်ပေမဲ့ပြေးထွက်လာတဲ့လူအုပ်ကြီးကိုကျွန်တော်မကြော်နိုင်ပဲသူတို့နဲ့အတူအပြင်ကိုပါသွားပါလို့လေခေကျွန်တော်ခင်နာမည်ကိုအခေါ်ပြီးပြေးဝင်မယ်လို့တော့ဆိုင်ကလူတယောက်က ဟဲ့လူအထမ်းမဝင်နေတော့လေဒီလောက်ဝန်းတိုင်းကျဲနေတဲ့အတန်ကိုခမ ्या လဲကြားနေရပဲတောထဲကတကောင်ကောင်မြို့ပေါ်ကိုလွတ်လာများလားမသိဘူးခမ ्या ဝင်လိုက်လို့တခုခုဖြစ်သွားရင်ကျုပ်တို့ဆိုင်နာမည်ပြက်လိမ့်မယ် အထဲမှာကျွန်တော်ကောင်မလေးကြံခဲ့တယ်ဗျဒီလိုတော့မထားခင်နိုင်ဘူးကျွန်တော်နဲ့ထိုလူစကားအခြေတွေဖြစ်နေတော့မှပဲဆိုင်ထဲကဝုန်းတိုင်းကျဲတဲ့နေတိတ်ဆိတ်သွားပါတော့တယ်ခဏနေတော့ကျွန်တော်စီခင်ဖုန်းဆက်လာပါတယ်ဟယ်လိုခင်ရေဘယ်မှာလဲကိုစိတ်ပူနေပြီ ဟယ်လိုကိုမောင်ရေခင်အခုထိထွိုင်းလက်ထဲမှာပဲဘာကောင်ကြီးလဲမသိဘူးအထဲမှာတောင်းကျမ်းနေရနေပဲခင်လည်းအပြင်မထွက်ရဲဘူးဒီထဲမှာပဲပုံနေရ ဟာဟုတ်လားခင်ခုတော့အဲ့အကောင်ကြီးကိုမြင်မိသေးလား သူနောက်ဖေးပေါက်ကနေအပြင်ကိုထွက်ပြေးသွားတာမြင်လိုက်တယ်ခင်ကြောက်တယ်ကိုမောင်ခင်ကိုအမြန်လာခေါ်ပါနော် ကိုလာပြီခင်အဲ့မှာပဲနေကိုခင်ကိုလာခေါ်မယ်ကျွန်တော်ကအဲ့လိုပြောပြီးတော့ခင်ကိုသွားခေါ်လိုက်ပါတော့တယ်ကျွန်တော်တို့တိတ်ဆိတ်အေးချမ်းတဲ့နေရာလေးတစ်ခုမှာပဲခဏထိုင်လိုက်ကြပါတယ်ခင်နဲ့ first date မှာဒီလိုဖြစ်ရတယ်လို့ခင်ရဲ့တခြားနေရာမှာသွားစားကြမလား ဟင်းမသွားတော့ဘူးခင်ဘိုင်းဝါသွားပြီ ခင်ဘာမှမစားရသေးပဲနဲ့ အော်ဒီလိုလေခင်အမြဲဆောင်ထားနေကြမုတ်ထုတ်လေးတွေကိုအထဲမှာစောင့်နေတော့စားထားလိုက်လို့ပါနောက်ပြီးတော့ဒီနေ့ခင်ဘဲမှမသွားချင်တော့ဘူးအိမ်ပြန်လာခြင်းပြီးအရန်လဲလန့်သွားလို့လေ ဟုတ်သားပဲခင်ကအထဲမှာအကောင်ကြီးနဲ့ကြုံလိုက်ရတော့လန့်နေမှာပဲကိုအဲ့ဒါကိုမတွေးမိလိုက်ဘူးဒါနဲ့ဘာကောင်ကြီးလဲရင်ခင်သေချာမြင်လိုက်လား အဲ့ဒါတွေလာမမေးနဲ့ခင်အရန်လန့်နေလို့ပါဆိုတော်ပြီခင်ပြန်တော့မယ် ဟာ sorry ပါခင်ရဲ့ကိုအလိုက်မသိသလိုဖြစ်သွားတာ
ကိုလိုက်ပို့ပေးမယ်နော်ဒီလိုနဲ့ခင်နဲ့ကျွန်တော်ရဲ့ပထမဆုံးဒိတ်လေးကဘာမှမသိတဲ့အကောင်ကြီးတစ်ကောင်ကြောင့်ပြတ်သွားရပါတော့တယ်စားသောက်ဆိုင်အဖြစ်ပြက်ပြီးနောက်မှာတော့ခင်နဲ့ဆုံနေကြားမှတ်တိုင်းမှာခင်ကိုမတွေ့တာကြပါပြီဖုန်းဆက်တော့လည်းမကင်ပါဘူးအဲ့ဒါနဲ့ကျွန်တော်လည်းစိတ်ပူပြီးခင်အိမ်ကိုသွားလိုက်ပါတော့တယ် ဘာလို့လိုက်လာတာလဲ ခင်ကိုစိတ်ပူလို့လေခင်နေများမကောင်းဘူးလားလို့ဒီမှာခင်ကြိုက်လောက်မယ်ထင်တဲ့စားစရာလေးတွေလည်းဝယ်လာခဲ့တယ် ဟုတ်တယ်ကိုမောင်ရဲ့ဟိုအဖြစ်ပြက်ကြီးကြုံပြီးထဲကအပြင်ထွက်ရမှာကိုကြောက်ပြီးတော့တယောက်တည်းပဲအခန်းအောင်းနေတော့တာ အဲ့ဒီနေ့ကလာသွားတဲ့သတ္တဝါကြီးကထူတော်ထူးဆန်းတဲ့ခင်ရဲ့စားတော့ဆိုင်နဲ့ဝင်ပြီးတော့ဘသူ့ကိုမှမတိုက်ခိုက်သွားဘူးတဲ့မိဖို့ကြောင့်လည်းကစားစရာတွေကိုပဲအကုန်စားသွားတာတဲ့ကြည့်ရတာဘိုက်စားလို့များလားမသိဘူးနော်ဟဲ့ဟဲ့ ဘိုက်စာလို့စားတာရည်စရာလားစားလို့စားရတာနေမှာပေါ့ ခင်ကဒီအကြောင်းကိုစိတ်တူတဲ့လေတံနဲ့ပြောလိုက်တော့ကျွန်တော်ကြောင်သွားတယ်ဟမ်ခင်ဘာလို့စိတ်တူသွားတာလဲကိုစကားမသွားလို့လား အော်အဲ့လိုမဟုတ်ပါဘူးခင်လဲစားတတ်လို့မုတ်ထုတ်လေးတွေအမြဲဆောင်ထားရတာကိုမောင်လဲတည်သားနဲ့ဘိုက်စာရင်လူကစောက်တီရမြပဲဖြစ်တတ်တာပဲလေကိုချင်းစားလို့ပါ ဒီလိုနဲ့ကျွန်တော်နဲ့ခင်စကားတပြောပြောနဲ့စားလိုက်တောက်လိုက်နဲ့ကျွန်တော်တို့ရဲ့ first day လေးကိုခင်အခန်းထဲမှာပဲအစားထိုးဆင်နွှဲလိုက်ပါတယ်အဲ့ဒီအချိန်အပြင်မှာမိုးတွေရုတ်တရက်သေးလာပြီးလေကောမိုးဟောပြင်းလာပါတယ်မိုးတွေတအားသေးနေတဲ့ခင်ရေမိုးနည်းနည်းဆဲသွားတာကိုခဏဆောက်လိုက်အောင်မယ် ဒီပုံတိုင်းဆိုမိုးကတော်တော်နဲ့ဆဲမယ်မထင်ဘူးကိုမောင်ဒီညတော့ဒီမှာပဲအိတ်လိုက်လေဧကန်ဆိုပေမဲ့တက်တဖြစ်အောင်လို့စီမံပေးမယ်နော် ဟာရပါတယ်ခင်ရဲ့ဘာမှထွေထွေထူးထူးလုံးမနေနဲ့ဒီဆိုဖာပေါ်လှဲလိုက်ရင်ကိုရပြီတရက်တလေပဲကိုကိစ္စမရှိဘူး အဲ့ဒါဆိုခင်လဲအိတ်တော့မယ်နော်ဟိုတင်တခုတော့ရှိတယ်ညဆိုရင်ခင်တို့စီကိုကြောင်တကောင်လာလေးရှိတယ်ခင်ကလည်းအစာကျွေးနေကြဆိုတော့အဲ့ဒါညဘက်အတန်တွေပါတွေကြားရင်ထားမကြည့်နဲ့နော်အဲ့ဒါကြောင်ရောက်လာလို့ပဲသူကလူကြောက်တတ်တော့ကိုမောင်ကိုတွေးပြီးတော့ထွက်ပြေးသွားမှာဆိုလို့ပါ โอเคပါဗျာ Good night ပါ ဒီလိုနဲ့ညတကောင်မှာမိဖို့ကြောင့်ဘက်ကနေချိုချိုချွတ်ချွတ်အတန်တွေကြားလို့ကျွန်တော်နူးလာပါတော့တယ်ဟင်အတန်တွေကြားနေရတယ်ခင်ပြောနေတဲ့အကြောင်းလေးရောက်နေတာပဲဖြစ်မယ်ခင်ကသွားမကြည့်နဲ့တော့လို့တော့ပြောထားတယ်ဒါပေမဲ့ငါလည်းတစ်ချိန်မှာခင်နဲ့လက်တွဲတော့မယ်သူတယောက်အနေနဲ့တော့ခင်နဲ့တိကျွမ်းသူမှန်သမျှနဲ့ငါလည်းတိကျွမ်းထားတဲ့ထင်တာပဲခုတည်းကအဲ့ဒီကြောင့်လည်းရင်းနှီးအောင်လုပ်ထားလိုက်ရင်ပိုကောင်းမယ်ထင်တယ်ကျွန်တော်လည်းကို့အတွင်းထဲကိုမိဖို့ကြောင့်လည်းဝင်လိုက်တော့အကောင်းဆုံးဝါသတ္တဝါကြီးတကောင်အစားအသောက်တွေစားနေတာကိုမြင်လိုက်ရပါလေအောင်မလေးဗျပြီးတော့ကျွန်တော်မြင်ကွင်းကြီးတစ်ခုလုံးမှောင်မိုက်သွားပါတော့တယ်ကျွန်တော်သတိပြန်လဲလာတဲ့အချိန်မှာခင်က ကိုမောင်တတိယပြီလား ဟင်ခင်ဘာမှမဖြစ်ဘူးနော်ဟိုအကောင်ကြီးကမိဖို့ကြောင့်လည်းမဟုတ်အကောင်ကြီးတွေးလိုက်တယ်ခင်ကိုတို့ပြေးကြရအောင် စိတ်အေးထားပါကိုမောင်ရဲ့ခင်တို့ဘဲမှပြေးစရာမလိုပါဘူး ဘာလို့လဲခင်ရဲ့ ခင်အမှန်တိုင်းပြောပြပါမယ်ကိုမောင်လက်မသွားနဲ့နော်အမှန်တော့အဲ့အကောင်ကြီးကခင်ကိုယ်တိုင်ပါပဲ ဟာမဖြစ်နိုင်တာခင်နောက်နေရမှလား ဟင်းခင်မနောက်ဘူးအတီပြောနေတာခင်တို့မှမျိုးရိုးပဲလိုက်တာလားကျိန်စာလားမသိတဲ့ဒီကိစ္စကြီးကရှိခဲ့တာအဲ့ဒီအကောင်ကြီးဖြစ်ပြောင်းလဲသွားတဲ့အချိန်တစ်ချိန်တော့ခင်မှရှိတယ်အဲ့ဒါကတော့ဗိုက်စာလာတဲ့အချိန်ပဲဗိုက်စာတဲ့အချိန်စားမှမစားရရင်လူကလေဒေါသတွေထွက်ပြီးတော့ဒီလိုတတဝါကြီးဖြစ်ပြောင်းသွားတာပဲအစားစားလိုက်ရမှလူပြန်ဖြစ်ပြီးတော့ငြိမ်ကျသွားတာအဲ့ဒါကြောင့်ခင်သွားလေရမုတ်မြဲဆောင်ထားတာဗိုက်စာတဲ့အချိန်မုတ်ထုတ်လေးဖောက်စားလိုက်တော့ခင်တတဝါကြီးဖြစ်မပြောင်းတော့ဘူးလေ အော်ခင်ရဲ့ဒါများကိုကိုပုံဝင်လေးပြောပါလား ကိုမောင်လန့်သွားမှာဆိုတာပါပြီးတော့ခင်အကြောင်းသိသွားရင်ကိုမောင်ခင်ကိုထားခဲ့မှာဆိုလို့ မထားခဲ့ပါဘူးခင်ရဲ့ခင်ကိစ္စအတွက်အဖြေကရှိပြီးသားပါ ဟမ်ဘာဖြစ်လဲရင် ခ
ခင်ကိုဗိုက်စာအောင်မထားဘူးကိုမောင်ခင်အတွက်စားစရာအမြဲယူလာပေးမယ်ခင်ကိုဘယ်တော့မှအစာမခံဘူးကွာဟုတ်ပြီလား ဟဲချစ်သွားပြီ ကဲခင်နဲ့ကျွန်တော်ရဲ့ဇလန်းလေးကတော့ဒါပါပဲမိတ်ဆွေတို့လည်းကိုယ့်ကောင်မလေးကိုတကယ်ချစ်ရင်ဗိုက်စာတဲ့အထိမဖြစ်စေနဲ့နော်သူ့အတွက်စားစရာအမြဲယူလာပေးပါမစားရရင်မွန်စတာကြီးနဲ့တွေ့လိုက်မယ်ဗျ